အီရန်ရဲ့ခေါင်းဆောင်အယာတိုလာခါမီနီကွယ်လွန်သွားပြီလို့သမ္မတထရန့်ကပြောကြားလိုက်ပါတယ်။မင်္ဂလာပါ။အမေရိကန်ရဲ့အစ္စရေးရဲ့ပူးပေါင်းပြီးတော့အီရန်ကိုတိုက်ခိုက်ပြီး24နာရီအတွင်းမှာပဲအီရန်နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့အယာတိုလာခါမီနီဟာတိတ်ဆုံးသွားပြီဖြစ်ကြောင်းကိုသမ္မတထရန့်သူ့ရဲ့ Truth Social Media မှာတရားဝင်ကြေညာခဲ့ပါတယ်။အီရန်နိုင်ငံရဲ့ခေါင်းဆောင်အယာတိုလာခါမီနီတိတ်ဆုံးသွားပြီဖြစ်ကြောင်းသတင်းအတည်ပြုပြီးတဲ့နောက်ပိုင်းမှာတော့အီရန်နိုင်ငံရဲ့မြို့တော်တေဟီရန်ရဲ့လမ်းမပေါ်မှာလူလူတွေကဝမ်းသာအားရနဲ့ကြိုးဆိုနေကြောင်းကိုသတင်းရင်းမြစ်တွေကဖော်ပြလာပါတယ်။ဒီဖြစ်စဉ်ကိုတော့ဒါဟာအီရန်ပြည်သူတွေအနေနဲ့သူတို့နိုင်ငံကိုပြန်လည်ပြီးတော့ရယူဖို့အတွက်အကောင်းဆုံးခွင့်ရတစ်ခုဖြစ်တယ်ဆိုပြီးတော့သမ္မတထရန့်ကထပ်လောင်းပြောကြားသွားပါတယ်။ခါမီနီပုံမှန်နေထိုင်နေကြပက်စတူရာရက်ကွက်မှာလည်းမိခိုးငွေမဲလုံးကြီးတွေဖုံးလွှမ်းနေတယ်လို့မျက်မြင်သက်သေတွေက AFP သတင်းဌာနကိုပြောပြကြပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုအနေနဲ့ကလည်းဒီအာဏာရှင်တယောက်အနေနဲ့အသက်ဝိညာဉ်ဇီဝင်ချုပ်သွားပြီဆိုပြီးတော့သတင်းမီဒီယာတွေမှာဖော်ပြလာပါတယ်။ဆက်လက်ပြီးအီရန်ပြည်သူတွေအတွက်ယူရပြီးတော့နေတန်ညာဟုဟာဒီချိန်ဟာအခွင့်ကောင်းခါကောင်းဖြစ်တယ်။တယောက်နဲ့တယောက်လက်တွဲပြီးတော့အာဏာရှင်စနစ်ကိုအမြင့်ပြတ်ချေမှုန်းပြီးကိုယ့်ရဲ့အနာဂတ်ကိုပုံဖော်ရမယ်အချိန်ကောင်းဖြစ်တယ်ဆိုပြီးတော့ပြောကြားသွားပါတယ်။ဒီတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့်မလို့အီရန်နိုင်ငံအနေနဲ့အရှေ့အလယ်ပိုင်းဒေသတစ်ခွင်ပြည့်ပြည့်စင်ကိုမစ်ဆိုင်းဒုံးကြီးတွေပြန်လည်ပြီးတော့တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။အာရပ်ပင်လယ်ကွေ့နိုင်ငံများရှိတဲ့မြို့ကြီးတွေမှာပောက်ကွဲမှုကြောင့်မလို့ဒဏ်ရာရရှိသူတွေရှိပြီးတိတ်ဆုံးသူတွေလည်းရှိရလို့သတင်းချက်လက်တွေကဖော်ပြထားပါတယ်။အီရန်အာဏာပိုင်တွေအနေနဲ့လည်းလူဦးရေ10 သန်းကျော်ရှိတဲ့မြို့တော်ကနေပြီးတော့နေထိုင်သူတွေကိုထွက်ခွာဖို့အတွက်သူတို့ဘက်ကတိုက်တွန်းလာပါတယ်။တိုက်ခိုက်မှုဖြစ်စဉ်မှာတိတ်ဆုံးသူပေါင်းအနည်းဆုံးလူ200ကျော်နဲ့ထိခိုက်ဒဏ်ရာရရှိသူပေါင်း900ကျော်ရှိရလို့အီရန်နိုင်ငံရဲ့ကြက်ချီနီသတင်းဌာနကဖော်ပြလာပါတယ်။အီရန်နိုင်ငံရဲ့တာဝန်မှရှိတဲ့ကျောင်းတစ်ကျောင်းမှာတိုက်ခိုက်မှုဖြစ်စဉ်ကြောင့်မလို့တိတ်ဆုံးသူပေါင်း108ဦးထိရှိလာတယ်ဆိုပြီးတော့အီရန်တရားရေးဌာနကထုတ်ပြန်ပြီးမှလည်းအတိအကျတိတ်ဆုံးသူစီးရင်ကိုသူတို့ဘက်ကမခံမနိုင်သေးဘူးလို့လည်းဆက်လက်ပြောကြားထားပါတယ်။အီရန်ရဲ့လက်တော့ပြန်ပစ်ခတ်တိုက်ခိုက်မှုတွေဟာအရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးဖြစ်တဲ့ဘာရိန်း၊ဂျော်ဒန်၊ဆော်ဒီအာရေဗီးယား၊ကာတာ၊ကူဝိတ်စတဲ့ဒေသတွင်းတွေပါဒီတိုက်ခိုက်မှုတွေဒုံးကျည်ဖြတ်တံတွေကအများပြားကြားခဲ့ရပါတယ်။အစပိုင်းမှာတော့အီရန်ရဲ့နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟာအမျိုးသားရေးဂုဏ်သိက္ခာအတွက်အဖက်ဆယ်နေရတဲ့အတွက်သူ့မှာဒီအချက်လက်တွေနဲ့ပတ်သက်ပြီးတော့ data fact check အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ထုတ်ပြန်ထားပါတယ်။သို့တော်လည်းနောက်ပိုင်းမှာတော့အီရန်ရဲ့ Supreme Leader ဖြစ်တဲ့အယာတိုလာခါမီနီတည်ဆုံသွားပြီဖြစ်ကြောင်းကိုအီရန်ရဲ့နိုင်ငံတော်ပိုင်မီဒီယာကနေပြီးတော့အတည်ပြုကြေညာခဲ့ပါတယ်။တိုက်ခိုက်မှုဖြစ်စဉ်တွင်အယာတိုလာခါမီနီရဲ့သမီးမြေးချွေးမနဲ့တမတ်တို့ပါတည်ဆုံသွားပြီဖြစ်ကြောင်းကိုဆက်လက်အတည်ပြုခဲ့ပါတယ်။1989ခုနှစ်ကတည်းကအီရန်ပြည်သူတွေပေါ်ကိုဖိနှိပ်ချုပ်ချယ်ခဲ့တဲ့အာဏာရှင်တယောက်တော့ဇက်သိမ်းသွားခဲ့ပါပြီ။လက်ရှိချိန်ထိတော့ကမ္ဘာ့ရဲ့ရေနံတင်သင်္ဘောတွေတွာလာရာအများဆုံးဖြစ်တဲ့ဟော်မုဇ်လေကြားကိုပိတ်ဆို့ထားခဲ့ပါမကြသေးခင်ကပဲအီရန်အမေရိကန်နှစ်နိုင်ငံကြားမှာဂျာဝင်ဆိတ်ဆက်ပေးခဲ့တဲ့အိုမန်နိုင်ငံသားရေးဝန်ကြီးဌာနအနေနဲ့ကတော့အခုတိုက်ပွဲတွေရပ်တန်းကရပ်တန့်ပြီဆိုပြီးတော့သူကပြောကြားလာပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်းပြစ်ခတ်ရက်စဲပေးဖို့သတ်မှတ်တိုက်တွန်းခဲ့ပါသေးတယ်။မနေ့ကတိုက်ခိုက်မှုဖြစ်စဉ်ကြောင့်တောင်ဆကိုအမေရိကန်ဒေါ်လာ9580ထိအမြင့်ဆုံးရောက်ရှိခဲ့တဲ့ကမ္ဘာ့ရွှေစည်းကဆိုလို့ရှိရင်တော့လက်ရှိကျွန်တော်ဗီဒီယိုရိုက်နေတဲ့အချိန်မှာ9280ကိုပြန်လည်ပြီးတော့ကျဆင်းလာခဲ့ပါတယ်။ထိုနည်းတူစွာပဲcryptocurrency Bitcoin ရဲ့ဈေးနှုန်းဟာဆိုလို့ရှိရင်တော့တိုက်ခတ်မှုပြည့်စုံကြောင်းမလို့6300ထိကျဆင်းခဲ့ရမှာလက်ရှိချိန်မှာတော့68000ထိအမြင့်ဆုံးပြန်လည်ပြီးတော့မြင့်တက်လာခဲ့ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ရောအီရန်ရဲ့ Supreme Leader အယာတိုလာခါမီနီကွယ်လွန်သွားတဲ့အတွက်ဒီဇလန်ကဒီမှာပဲပြီးဆုံးသွားမှာလားဒါမှမဟုတ်ရင်တော့ကြန့်ရှိနေတဲ့သူ့ရဲ့အီရန်နိုင်ငံသားတွေအနေနဲ့အမေရိကန်နဲ့အစ္စရေးကိုပြန်လည်တိုက်ခိုက်ဖို့အတွက်လက်တုံ့ပြန်ဖို့အတွက်အစီအစဉ်တွေအရင်ထက်ပိုပြီးတော့မြင့်မားလာမှာလားမိတ်ဆွေတို့ရဲ့အမြင်လေးတွေလည်း comment မှာဝင်ရောက်ဆွေးနွေးသွားပေးကြပါခင်ဗျာ